မင်္ဂလာပါနော်ကျွန်တော်ကိုရီမာရီကျွန်တော်လည်း YouTube မှာကျွန်တော် live မလွှင့်လာတဲ့ကြာပြီ video file လေးတွေမတင်တာကြာပြီပေါ့နော်အခုကျွန်တော်ဒီတစ်ပတ်ကစပြီးတော့ကျွန်တော်ကူညီပေးပါမယ်နော်ပြီးတော့ကျွန်တော် live မလွှင့်ရတဲ့အကြောင်းရင်းတွေလည်းအများကြီးရှိပါတယ်နော်ကျွန်တော်မှလည်း foundation ဒီစာတီနဲ့နည်းနည်းပေါ့နော်အလုပ်လေးနည်းနည်းရှုံနေလို့ကျွန်တော်ဒီ YouTube channel လေးကိုကျွန်တော်ပေါ့နော်ကျွန်တော်ဒီနေ့ကစပြီးတော့ကျွန်တော် live လုပ်ပေးပါမယ်နော်ကျွန်တော်အခုပြပေးမှာကျွန်တော်တို့73ရက်နေ့ကနေ18ရက်နေ့ထိမွေးကွက်စနစ်လေးပေါ့ဒါကတော့ကျွန်တော်ကိုယ်မှာတတိထားမိအောင်ကျွန်တော်ဒီစနစ်လေးတစ်ခုကိုကျွန်တော်ပြန်လဲရှင်းပြပေးမှာဖြစ်ပါတယ်နော်โอเคအဲ့ဒါဆိုကျွန်တော်တို့ဘာလဲဆိုတော့နော်ဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်အသက်နိုင်ဆုံးကျွန်တော်အကိုရီမာတွေကိုနားလေအောင်ကျွန်တော်ပြန်လဲရှင်းပြပြီးတော့အင်္ဂါနေ့မနက်ပိုင်းထွက်တဲ့နောက်ပဲရဲ့ဟုတ်ပြီနော်အင်္ဂါနေ့ညနေပိုင်းထွက်တဲ့နောက်ပဲအဲ့နှလုံးပေါင်းမယ်ပေါ့နော်အဲ့9ရက်3ရက်ပေါင်းတော့10ဖြစ်တယ်10ရက်ပါဝါက3 10ရက်နှစ်ခါခါဖြစ်10 3 1ပါတော့နော် break လေးလေးကျွန်တော်ထပ်ပြပေးမယ်နော်ဒီ1ဒီ9နှလုံးပေါင်းချင်း6ဖြစ်တယ်နော်အင်္ဂါနေ့ညနေပိုင်းထွက်တဲ့ထိပ်စီရဲ့ဗုဒ္ဓဂုနေ့မနက်ပိုင်းထွက်တဲ့ထိပ်စီရဲ့အဲ့နှလုံးပေါင်းနော်အဲ့နှလုံးပေါင်းချင်းဟာကျွန်တော်တို့6ဖြစ်တဲ့အတွက်6ရက်ပါဝါနော်ပထမတစ်ချက်ကကျွန်တော်တို့9ရက်3ရက်ပေါင်းတော့10ဖြစ်တဲ့အတွက်10 3တက်ပါတဲ့6 break နော်ကျွန်တော်ဗီဒီယိုပိုင်းရှည်သွားမှာဆိုလို့လိုတူချင်းပဲကျွန်တော်ရှင်းပြပေးပါတော့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီနောက်တစ်ပတ်မှာ10 3တက်ပါတဲ့6 break ဆိုကျွန်တော်တို့ပါထွက်လဲကျွန်တော်ကိုယ်မှာဒီ3ညတက်ထွက်တယ်နော်မာတီ3ဒီတက်နော်မမြင်ရမှာဆိုလို့နော်ပြန်ပြပေးမယ်နော်ဒီ3ဒီ1နှလုံးပေါင်းခြင်း4ဖြစ်တယ်4ရက်ပါဝါကို4ရက်နှစ်ခါဖြစ်4ရက်နှစ်ခါက2ဖြစ်တယ်4 9 2ပါတယ်ဒီ2ဒီ3ညနှလုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်2 complete နော်4 9 2ပါတယ်2 complete နော်အထောက်ဝါလဲဆိုတော့ကျွန်တော်တို့ဒီမှာ43ထွက်တယ်ဒီနောက်တစ်ပတ်မှာနော်အဲ့ဒါကြောင့်ဒီ1ဒီ6နှလုံးပေါင်းခြင်းခွန်ရပါဝါနဲ့ခွန်2 3ညပါတယ်4 go break ပေါ့ဗျာနော်မှန်နော်ခွန်နော်နှလုံးပေါင်းလိုက်4ရက်ပါဝါကို4 go break နော်ဟောဒီမှာရှင်းမယ်ထင်တယ်နော်ဒီမှာ43ထွက်တယ်ဒီမှာ82ထွက်တယ်နော်တခြားလေးတွေပြန်ကြည့်ပြပါနော်တခြားလေးတွေပြန်ကြည့်ပြပါဒီလေးဒီတဲ့နှလုံးပေါင်းခြင်း5တဲ့နက်ခတ်ပါဝါယူ5ပါဝါ3ည5ရက်နှစ်ခါက3နော်ဒီ6ဒီ5နှလုံးပေါင်းခြင်းတရပါဝါ6 6 break နော်5 3ည3ပါတဲ့6 break တဲ့ကျွန်တော်ဒီနောက်တစ်ပတ်မှာထွက်မယ်နော်5 3ည3ပါတဲ့6 break ကျွန်တော်ဒီမှာတင်5ထွက်တယ်နော်စနေလေးရေနော်ဒါလေးတွေဒီ9ဒီ3ည9 4 6နော်ဒီ1နှလုံးပေါင်းခြင်း2ပါဝါခေါ်2 complete နော်9 4 6ပါတယ်2 complete ကျွန်တော်တို့တောက်ကြနေညနေပိုင်းမှာ6ထွက်တယ်နော်ကလန်ဒါချက်တစ်ချက်လုံးနဲ့ပြန်တိုက်ကြည့်ပါနော်သူကတော့တော်တော်များများမှန်နေတာတွေ့ရတယ်ဒီမှာဆိုရင်ကျွန်တော်အကိုဒီမှာ6ထွက်တယ်ဒီမှာဆိုရင်နော်3ညရဲ့1ရဲ့နှလုံးပေါင်းတော့1ဖြစ်တယ်6 8ပါတယ်8 3 break ဆိုတော့ကျွန်တော်တို့ဒီမှာ6ထွက်တယ်ဟုတ်ပြီနော်ဒီမှာ8ပေါင်းတော့6ဖြစ်တယ်6 9ပါတယ်3ည5 break 6 9ပါတယ်3ည5 break 9ထွက်တယ်ဟုတ်ပြီနော်ကျွန်တော်ကိုဒီမှာအဲ့တိုင်းလေးတွေပြန်စစ်ကြည့်ပါနော်ကျွန်တော်ကိုဒီမှာကျွန်တော်အများကြီးတော့ကျွန်တော်ထပ်စစ်မပြတော့ဘူးနော်ကျွန်တော် site လေးဆို73ရက်နေ့ကနေ18ရက်နေ့ထိမွေးကွက်ဆက်နေလေးကိုကျွန်တော်ကိုယ်မှာတတိထားမိအောင်ကျွန်တော်ပါဗောနော်ပြန်လဲ sharing ပြန်လုပ်ပြီးလိုက်ပါတယ်နော်ကျွန်တော်ဒါကြောင့်ဒီအင်္ဂါနေ့ညနေနောက်ပိတ်ကိုနော်ပြီးခဲ့တဲ့တစ်ပတ်ကဆိုနော်ခုံကိုထွက်တဲ့အင်္ဂါနေ့မနက်နောက်ပိတ်အင်္ဂါနေ့ညနေနောက်ပိတ်အဲ့နှလုံးပေါင်း9ရက်4ရက်ပေါင်းတော့3နော်3 8 5ပါတယ်ရိတ်အနေနဲ့ကြည့်မယ်လို့ဒီ8ဒီ3နှလုံးပေါင်းခြင်းကကျွန်တော်တို့1ဖြစ်တယ်6 break 3 8 5ပါတယ်6 break ဆိုရင်ကျွန်တော်ကိုယ်ဒီမှာ5ကွက်
ဒါလေးငါကွက်ထွက်မယ်နော်ဗီဒီယိုဖိုင်ရှိသွားမှာကြောက်လို့385651 3388နော်အားထိုးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဆို6ကွက်8ကွက်ရှိမှာဗျာနော်36ကတော့သွားအားတယ်မလို့နော်အဲ့8ကွက်လေးကိုကျွန်တော်ကိုဒီမှာဒါတို့ဝင်ထိုးပေးပါနော်385651 3388ပေါ့နော်ထွက်နိုင်ရရှိတဲ့ဟာလေးတွေပါနော်အဲ့ဒါလေးတွေပြီးတော့ကျွန်တော်အဲ့ဒါဒါကတော့အပိုင်း1ပေါ့ဗျာနော်အပိုင်း2ကိုကျွန်တော်အနည်းလာနေကျွန်တော်တို့မနက်ဖြန်မနက်ဗီဒီယိုဖိုင်မှာကျွန်တော်ပြန်လဲတင်ပေးမယ်နော်တစ်ပတ်စာစနေကြိုက်တဲ့အကူကြီးမှာတွေနော်ကျွန်တော်ရဲ့ဘိုင်ဘာမှာလဲကျွန်တော်တင်ပြီးထားရနော်ဒီ site လေးကိုကျွန်တော်တင်ပြီးထားမယ်ဗျာနော်ကျွန်တော်ရဲ့ Viber channel တွေကိုဝင်ကျင်တဲ့အကူတွေမှာရှိရင်ကျွန်တော်ကိုcomment မှာမှန်ခဲ့ပြီပါနော်ကျွန်တော်အကူတွေမှာရဲ့အမြင်လေးတွေကိုကွန်မန့်မှာမှန်ခဲ့ပြီပါအားလုံးပဲခွလို့ပါဗျာနော်